Brother တို့လည်း Mobile Legends ဆော့တဲ့ player တယောက်ဖြစ်တဲ့အတွက်ဒီကိစ္စကိုတော့သိကြလိုက်မယ် Mobile Legends နေမှာဆိုရင် skin တွေကအများဆိုရင်အများကြီးရှိပါတယ်2025လွန်ခဲ့တဲ့တစ်လပိုင်းကစစ်တမ်းကောက်ယူကြရဆိုရင် Mobile Legends နေမှာ skin စုစုပေါင်း920ထိတောင်ရှိတယ်ဒါပေမဲ့အဲ့ဒီလိုမျိုး skin 920ဆိုပြီးဖြစ်မလာခင်တော့က Crash ပူတော်ရီသားစကားမပြောရသေးခင်ကြိုငင်းခံလာရတဲ့ delay လောက်ခံထားရတဲ့ skin တွေရှိမယ်ဆိုရင်ရောဗီဒီယိုလေးမစခင်ကြော်ညာလေးဝေ့ခြင်းပါတယ်ဘာထွေထွေထူးထူးမှတော့မဟုတ်ဘူးကျွန်တော်ရဲ့ဗီဒီယိုလေးတွေကို VPN ခံပြီးကြည့်ပေးဖို့ပါကျွန်တော်အနေနဲ့ဗီဒီယိုတစ်ပုတ်ရဖို့အတွက်အချိန်တော်တော်လေးပေးရတဲ့အပြင်ဗီဒီယိုရဲ့ information မှန်အောင်နဲ့တက်နိုင်သမျှအမားနေတဲ့ထက်နေအောင်ကျွန်တော်အနေနဲ့စူးစမ်းပေးနေပါတယ်အဲ့ဒါကြောင့်မလို့ကျွန်တော်ကိုမုံဖိုးလေးများပေးခြင်းနဲ့ဆိုရင်ကျွန်တော်ရဲ့ဗီဒီယိုလေးတွေကို US UK VPN ဒါမှမဟုတ်ရင်လည်းဘာသာတို့အစီအပြေတဲ့ VPN တခုခုနဲ့ကြည့်ဖို့တောင်းဆိုချင်ပါတယ်အဲ့ဒီလိုမုံဖိုးလေးတွေရမှာပဲကျွန်တော်အနေနဲ့နောက်ဗီဒီယိုလေးနောက်ထပ် content တွေလုပ်ဖို့အတွက်အားရှိစေမှာပါဗျHey guys အားလုံးမင်္ဂလာပါကျွန်တော်မောင်စမိုင်းမှာဒီနေ့ဗီဒီယိုမှာတော့ကျွန်တော်အရှိမ intro ဝင်ခဲ့သလိုပဲ delay လောက်ခံလာရတဲ့ skin တွေအကြောင်းကိုပြောပြမယ် delay လောက်ခံလာရတဲ့ skin တွေဆိုတာကအခုလိုမျိုး survey တွေပဲထွက်ပြီးတော့ delay လောက်ခံရတဲ့ skin တွေမဟုတ်ဘဲနဲ့ intro animation ဘာနဲ့တရကာတွေထွက်ပြီးတော့ skin effect ထွက်ဖို့ပဲကျွန်တော်ရဲ့ skin တွေဖြစ်ပြီးတကယ်လို့ mobile legend တွေကိုသာရောက်လာခဲ့လို့ရှိရင်တော်တော်လေးမိုက်မဲ့ skin တွေပါပထမဆုံးကတော့ကတိုကချာ player တွေအတွက်တော်တော်လေးရင်နာဖို့ကောင်းခဲ့တဲ့ skin တစ်ကောင်ဖြစ်တဲ့ Hori က bouncing skin ပါဒီ skin ကပြောရမယ်ဆိုရင် special type နဲ့ထွက်လာမှာဖြစ်ပြီးတော့ကတိုကချာ player တွေတော်တော်လေးစောင့်မျှော်ခဲ့တဲ့ skin တစ်ခုဖြစ်ခဲ့တယ်ဆိုပေမဲ့ခုချိန်ထိထွက်မလာသေးဘူးပြောရမယ်ဆိုရင်ဗျာဒီ skin ထွက်လာလို့ရှိရင်ကျွန်တော်ခံမှန်းကြည့်သလောက်ဆိုရင်ပတ်စစ်ပြည့်သွားတဲ့အခါ Hori ကလက်သေးအိတ်တွေနဲ့မဟုတ်ပါဘူးလက်ဝဲအိတ်ကြီးနဲ့ဖုံဆိုပြီးစောက်ကွက်ကိုထိုးနေမှမြင်အောင်သေးတယ်စိတ်မကောင်းတာနဲ့ပြောရမယ်ဆိုတော့ဖြင့်ဒီ skin က intro animation တွေလည်းအကုန်လုံးပြည့်စုံခဲ့ပြီဆိုပေမဲ့လည်းပဲ skin effect တွေကို release မလုပ်တော့တဲ့အပြင်အခုလက်ရှိ intro animation ကိုပါ delay လုပ်သွားပါပြီနောက်တဲ့ skin တစ်ကောင်ကတော့ August ရဲ့ lucky box skin လို့ပြောလို့ရမလားဒါမှမဟုတ်ရင်လည်း time limited epic skin လို့ပြောလို့ရမလားပဲဒီ skin ကိုလည်း August player တွေတော်တော်လေးစောင့်မျှော်ခဲ့ကြပြီးတော့ skin effect ဘာညာဆိုရင်ဗျာခုဒီ model design ဘာညာကိုကြည့်လိုက်ကွာ skin effect ကကြည့်စရာမလိုတော့ model design နဲ့နေဒီ skin ကဝယ်ဖို့တန်နေဆိုတာသိကြတယ်ဒါပေမဲ့လည်းပဲမိုတိုနိုကဒီ skin ကိုဘာကြောင့်မှမသိ delay လုပ်သွားတယ်အဖို့ပြောရလို့တော့မထင်နဲ့ကျွန်တော်အနေနဲ့ဒီ skin အကြောင်းကို award တွေ lead တွေတွားချကြည့်လို့ဆိုရင် skin effect တွေကစောင့်ရဲမိုက်ပြီးတော့ဒီ award နဲ့တင်ကိုတော်တော်ကြွေချင်းစရာကောင်းနေပြီမိုတိုနိုကဒီလိုလှတဲ့ skin ကြီးကိုဘာဖြစ်လို့များဖြုတ်ချခဲ့တယ်လဲဆိုတော့ကျွန်တော်လည်းမသိပါဘူးအဲ့တစ်ခုကတော့ကတိထားရဲ့မပြီးပြည့်စုံသေးတဲ့ပုံစံဖြစ်တဲ့ကတိထားရဲ့ normal skin လို့ပြောလို့ရမလား elite skin လို့ပြောလို့ရမလားပဲဒီ skin ကဘာဖြစ်လို့ဖြုတ်ချခံရတာလဲဆိုတာကတော့ရိုးရှင်းနဲ့ HOK တွေက hero တကောင်ကို DE copy ထားတဲ့ skin model ဖြစ်နေလို့ပါပဲ Mobile Legends ထဲမှာဒုတိယမြောက် Starlight skin ထွက်တဲ့ hero ကကလင်းလို့တော်တော်များလက်ခံထားကြတယ်ဆိုပေမဲ့လည်းပဲတကယ်တမ်းကျတော့ Mobile Legends ထဲမှာရှိတဲ့ဒုတိယမြောက် Starlight skin ထွက်မဲ့ hero က Karina ပါ Karina မှာအားလုံးသိတဲ့အတိုင်းပဲအခုလက်ရှိမှာဆိုရင်ပင်လယ်ဓမြ skin လို့ဘာလို့နဲ့ Starlight skin တကောင်ရှိတယ်ဒါပေမဲ့လည်းပဲ2022တုန်းကဆိုရင် Karina ကိုနောက်ထပ် Starlight skin တကောင်ထပ်ထုတ်ဖို့အတွက် release ခဲ့ပြီးတော့သူတို့အနေနဲ့ intro animation တွေနဲ့ skin effect တွေပါပြီးသွားတယ်ဆိုပေမဲ့လည်းပဲအခုလက်ရှိမှာ copyright ပြဿနာတွေဟိုကြားဒီကြားပြဿနာတွေအကြောင်းဒီ skin ကြီးကို delay လိုက်ပြီလို့ပြောပါတယ်နောက်တစ်ခုကတော့တော်တော်များများရင်ခုန်စိတ်လှုပ်ရှားတာနဲ့စောင့်မျှော်ခဲ့ကြတဲ့ Julian ရဲ့ Starlight skin ဒီ skin ကလည်းဟိုးအရင်တုန်းက delay မယ်လို့သတင်းတွေထွက်ခဲ့ပေမဲ့အခုလက်ရှိမှာတော့12လပိုင်းမှာထွက်မဲ့ Starlight skin တကောင်လို့တည်ထားရတယ် Julian မှာဆိုရင်ဗျာအပွင့်လင်းဆုံးပြောရမယ်ဆိုရင် collaboration skin နှစ်ကောင်ရှိပြီးတော့နောက်တော့နဲ့ collaboration ထပ်လုပ်အောင်မဲ့အပြင် China server မှာဆိုရင်လည်းပဲ skin တကောင်ထပ်ထွက်ထားတာဖြစ်တဲ့အတွက်12လပိုင်း Starlight skin အနေနဲ့ထွက်မဲ့လို့သတင်းကြတဲ့ဆိုပေမဲ့လည်းပဲအခုလက်ရှိအနေထားတွေမှာဆိုရင်ဒီ skin က delay ဖြစ်ဖို့ရာခိုင်နှုန်းတော်တော်များနေပါတယ်နောက်တစ်ကောင်ကတော့ intro animation နဲ့တော်တော်များများရင်းနှီးပြီးသားလောက်ပြီးဖြစ်တဲ့ဗဒန်းရဲ့ဒီဘယ်လိုပြောရမလဲ Iron Man skin လို့ပြောရမလားပဲဒီ skin delay လောက်ခံလာရတဲ့အကြောင်းရင်းကတော့ရိုးရှင်းနဲ့တွေ့တဲ့အတိုင်းပဲ Iron Man နဲ့တော်တော်လေးတူနေတာဖြစ်တဲ့အတွက် copyright ပြဿနာဘာညာပေါ့ဗျာမတိုင်းပြောရင်ဗျာကျွန်တော်ဒီ skin ကိုတော်တော်လေးထွက်စီခြင်းနေဗျာဘာဖြစ်လို့လဲဆိုတော့သူ့ဝေါ်ကာရဲ့အခါတို့လက်သီးထိုးလိုက်တာတို့အဲ့လို skin effect တွေကဘလို့နေလဲသိခြင်းခဲ့တာဗျာဒါပေမဲ့ delay ဖြစ်သွားတာဆိုတော့နှမျောစရာကောင်းနေနောက်တစ်ကောင်ကတော့ဒီပြောသွားတဲ့ skin တွေအားလုံးနဲ့မှာကျွန်တော်အနှမျောဆုံး skin ကဘာလဲဆိုတော့ Dairo ရဲ့ The Prince of Light ဆိုတဲ့ skin မှာ Prince of Light ဆိုတဲ့နာမည်အတိုင်းပဲသူ့အနေနဲ့ live bone skin တိုက်အနေနဲ့ထွက်လာမယ်ဒါမှမဟုတ်ရင်လည်း time limited epic skin တကောင်အနေနဲ့ထွက်လာမယ်ဆိုပြီးသတင်းတွေထွက်ခဲ့ပေမဲ့လည်းပဲအခုချိန်မှာဆိုရင်တော့ဖြင့် Advanced server မှာရော China server မှာရောမရှိတော့တဲ့ skin delay ဖြစ်သွားတဲ့ skin တကောင်ဖြစ်သွားပါပြီ copyright တွေလည်းမဟုတ်ဘူး Julian တို့ကလို့ skin တွေအများကြီးထွက်ထားလို့လည်းမဟုတ်တယ်လို့ player တွေကတော်တော်လေးဝေဖန်ခံရလို့မထုတ်တော့ဘူးဘာညာဆိုပြီးပြောရအောင်လည်းပဲ player တွေဘက်ကဒီ skin ကိုတော်တော်လေးကြိုက်ခဲ့ကြတဲ့အပြင်ဒီ skin ကိုထုတ်ပါဆိုပြီး vote တွေဝိုင်းပေးခဲ့ကြတဲ့အထိကိုဒီ skin ကတော်တော်လေးကိုဟောဖြစ်ခဲ့တာဘာဖြစ်လို့ဒီ skin ကိုမထုတ်ရတာလဲဆိုရဲတခုတည်းသောအကြောင်းပဲချက်ကဘာလဲဆိုတော့
story ကြောင့်ပါဟုတ်ပါတယ်နားကြမနေရမဟုတ်ဘူး Mobile Legends နဲ့မှာ story ရှိရဆိုတာတော့တော်တော်များများတည်ပြီးကြပြီဆိုပေမဲ့လည်းပဲဒီ skin နဲ့ story နဲ့ဘာသက်သက်မှုရှိမလဲဆိုတော့ Dairo ရဲ့ story အကြောင်းကိုကျွန်တော်လူရင်းတို့ရှင်းမဲ့ပြောလိုက်တော့မယ်ဗျာ Dairo ကစေဘာနာရဲ့မောင်လေးပြီးတော့သူ့ကို Alice ကဖမ်းသွားတယ်ဖမ်းသွားပြီးတော့ Demon နယ်မြေမှာသူ့ကိုဘိုလ်မှူးရာထူးပေးပြီးတော့ဗျာ Monian Empire ကိုတိုက်ခိုင်းနေ Monian Empire ကို Dairo ဦးဆောင်တဲ့တက်ကြီးကဝင်တိုက်တဲ့ခါကျတော့စေဘာနာတို့အုပ်စုက defend ရပါလေရောအဲ့ဒီမှာ live bone squad ဆိုတာကြီးကဖြစ်လာတာဆိုတော့အဲ့ဒီလို live bone squad လိုမျိုး squad ထဲကို Dairo လိုမျိုး Demon တစ်ကောင်ကို The Print of Light ဆိုတဲ့ skin နမိတ်နဲ့ထည့်ပေးလိုက်မယ်ဆိုရင် Mobile Legends ဘက်ကကြည့်မယ်ဆိုရင်ဗျာ story ကိုတော်တော်လေးထိခိုက်သွားမယ်အပြင် story ကဖတ်ရတာအဆင်မပြေတော့ဘဲနဲ့ပေါ့ပြနိုင်သွားတယ်လို့မျိုးအခက်မသိရင် story တစ်ခုလုံးမှာပြန်ပြင်ရတဲ့အခြေအနေထိပါဖြစ်နိုင်တာဖြစ်တဲ့အတွက်ဒီ skin ကို delay လုပ်လိုက်ရတာပါနောက်ဆုံး skin တစ်ခုကတော့ကျွန်တော်တို့ဟိုလာပိုင်းလေးလောက်ကပဲအုံကြွကြွဒီဖြစ်ခဲ့ကြတဲ့သတင်းတစ်ခုအဲ့ဒါကဘာလဲဆိုတော့ Thamas ရဲ့ဟိုကြီးကတပေ11 skin ကို free ပေးမယ်ဆိုတဲ့အကြောင်းပါ Thamas ရဲ့တပေ11 skin က Nolan တပေ11 skin မှာပါလာတဲ့အပြင်သူက Villain နေရာမှာတရုတ်ဆောင်ရတဲ့ဇက်ကောင်တစ်ကောင်ဖြစ်ပြီးတော့ Nolan ကသူသမီးနဲ့တခြားစကြဝဠာတွေကိုကယ်ဖို့အတွက် dimension တွေတစ်ခုပြီးတစ်ခုသွားနေတဲ့အချိန်ပြ Nolan နဲ့ဆောက်ပဒနာတက်တာဘာညာတရကာပေါ့ကွာသူတိုင်းလိုက်နဲ့သူပေါ့အဲ့ဒီမှာတော်တော်များများ release ကြတာကကြတော့ Nolan တပေ11 skin ကိုနှိုက်ရပြီးတော့ Thamas တပေ11 skin ကို free ပေးမယ်ဘာညာပေါ့အမေရပြောရမယ်ဆိုရင် Thamas ရဲ့တပေ11 skin release လုပ်ဖို့အတွက် skin icon တွေထွက်နေတဲ့အပြင်အခုလက်ရှိမှာဆိုရင်ဗီဒီယိုမှာတွေ့ကြတဲ့အတိုင်းပဲ Nolan တပေ11 skin နဲ့တိုက်နေတာဖြစ်တဲ့အတွက် Motono ကတော့ဟာဒီတစ်ခေါက်တော့တကယ် free ပေးပြီးဟေ့ဆိုပြီးတော့ကျွန်တော်တို့မှာ promo demo ကာလာမရောက်ခင်ကတည်းကရင်ခုန်စိတ်လှုပ်ရှားစွာစောင့်ခဲ့တယ်ဆိုပေမဲ့အခုလက်ရှိမှာတော့ Thamas ရဲ့တပေ11 skin ကျွန်တော်ရဲ့ in game တွေကိုလုံးဝရောက်မလာခဲ့ဘူးတွေ့တဲ့အတိုင်းစောင်းရန်လမ်းနဲ့ animation တွေအပြင်တကယ်ထွက်လာပြီဆိုရင်လည်းပဲတော်တော်လေးလှမဲ့အဲ့ skin တစ်ခုလို့ပြောလို့ရမယ်တပေ11 skin type နဲ့မဟုတ်ရင်တော့မှဗျာ epic skin type နဲ့ထွက်ရင်တော့မှကျွန်တော်တို့အနေနဲ့ကြည်ကြည်နက်နက်ကြီးလက်ခံနိုင်ပြီးတော့ကြည်ကြည်နက်နက်ကြီး free ယူမှာပါကဲ brother တို့ရော Mobile Legends ထဲမှာထွက်မလာတဲ့ delay လောက်ခံလိုက်ရတဲ့ skin တွေထဲမှာဘယ် skin ကိုအနှံ့မျိုးဆုံးဖြစ်ပြီးတော့ဘယ် skin ကိုအပိုင်ဆိုင်ခြင်းလုံးလဲဆိုတာလေးကို comment မှာရေးသွားနိုင်ပါတယ်စကားမဆက်ပြောရမယ်ဆိုရင်ကျွန်တော်တို့ရဲ့ Mobile Legends ထဲမှာဆိုရင်ဟော်ဒီက Kishin Dancer စုဆိုတဲ့ Lancelot ရဲ့ Kree ရဲ့ Angela ရဲ့ပါတဲ့ event လေးတစ်ခုရောက်ရှိနေတယ်အပွင့်လင်းဆုံးနဲ့ရိုးသားဆုံးပြောရမယ်ဆိုတော့ဖြင့်ဒီ skin တွေကိုမနှိုက်ကြဖို့ပြောချင်ပါတယ်ဘာဖြစ်လို့လဲဆိုတော့ဒီ skin event ပြီးမယ်ဆိုရင် K1 event ရှိသေးတယ် K1 event မကြရင်တော့မှဗျာ Naruto event ရှိသေးတာဖြစ်တဲ့အတွက်ဒါတို့ကဂုံစင်သမားလေးဖြစ်တယ်ပတ်စံလည်းအရင်ကြီးမပေါ်ဘူးဆိုတဲ့လူတွေအတွက်ကကြတော့ဒီ Kishin Dancer စု event ကိုကြော်လိုက်ပြီးတော့နောက်လာမယ့် K1 နဲ့ Naruto event မှာနှိုက်ကြဖို့ပြောချင်ပါတယ်ကျွန်တော်တို့ကတော့မရဘူးနှိုက်ချင်ပါတယ်ဆိုတဲ့လူတွေအတွက်ကကြတော့လေဘုံများရင်ဂုံစီနီတင်ပေးမယ်ပေါ့ဗျာကဲဆိုတော့ကကျွန်တော်ရဲ့ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲနောက်နေ့ကြရင်လည်းမတူညီကွန်းတဲ့တစ်တွေနဲ့တူပြန်လာခဲ့ပါမယ်ကျွန်တော်မောင်စမိုင်းမှာအားလုံးပဲပေးခင်ကြပါစေဘိုင်ဘိုင်ပါခင်ဗျာ